တူမောင် surprise တိုက်ပါပါအိမ်ထဲဝင်အတိုင်းဝင်တူကန်ရမယ်အကျဉ်းဆုံးမဲ့သမီးလေးကိုလေးဝင်ကြည့်ရပါလားသမီးဟာမရ1 2 3နေခဏနေရေမထက်ရသေးဘူးဟဲ့နေရလဲပြောလားဟောအေးပြောတယ်နော်အေးနေခဏဖြည်းဖြည်းဒီဘက်လက်အောင်လေအေးဟုတ်ပြီပြောတယ်ကျန်ဘာလို့ဝယ်ပေးရလဲဘာလို့ဝယ်ပေးရလဲပြောလေအေးချစ်လို့ဝယ်ပေးရတော့သမီးဘက်ကဘာလို့ပေးရမှာစာပဲစူးစမ်းပေးရမယ်နော်အေးကျန်ပျော်သွားပြီငါ့ဒီမှာလေးလိုချင်နေတာပြည့်သွားပြီနော်ဆန္ဒလေမတက်နိုင်တယ်ဟုတ်လေအေး